အားလုံးပဲမင်္ဂလာပါရှင်။ထိုင်ဂျပန်ဆွဲ channel ရတဲ့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျတော့အမဒီပန်းရံစာအုပ်ပေါ့နော်။ဂိုက်ကိုခွင့်ညွှန်တတ်မယ်နော်။ဒါရှိကူမာနာပဲတို့ဂိုက်ကောနော်နေဟွန်ကောဆိုတဲ့စာအုပ်ကိုအမကစာမွေးပြင်မဲ့သူတွေအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့တင်ပေးနေတာပေါ့။မှတ်မိတဲ့သူတွေလည်းမှတ်မိမယ်လို့ထင်ပါတယ်နော်။အဲ့စာအုပ်ကအမကအကုန်လုံးနှိပါတင်ပြီးတော့ပါပြီ။အကုန်လုံးနှိပါဆိုတာကဒီအရှိရပေါ့နော်။ဒီလိုအပ်တဲ့အခန်းတွေအကုန်လုံးကိုအမကတင်ပြီးသွားပြီ။ဘာတွေပဲကျွန်တော်လဲဆိုလို့ရှိရင်ဒီအချိန်နဲ့ပတ်သက်ပြီးပြောတာပေါ့နော်။ဒါမျိုးလောက်ကတော့အကုန်လုံးသိမယ်လို့ထင်ပါတယ်။ဥပမာလောက်ခုကြီးဟန်တို့စန်းကြီးဟန်တို့စန်းကြီးတက်ဆိုဒါမျိုးလောက်ကတော့အကုန်လုံးသိမယ်လို့ထင်ပါတယ်ပြီးရင်သူကဘယ်နလပိုင်းကနေဘယ်နလပိုင်းအပိုင်းခြားကကြတော့ဟိုမှာနာဆိုလာဖိုယူလာဆိုတဲ့ဟာကိုပြပြပေးထားတာပေါ့နော်ဒါဆိုလေဒါဘ ഹു တုတနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အဲ့ပြီးတော့လို့ရှိရင်ကြတော့ဒါကတလားပိုင်းမှာဆိုရင်ဘာပွဲရှိတယ်နလပိုင်းမှာဆိုလို့ရှိရင်ဘာပွဲရှိတယ်ဆိုပြီးတော့ပွဲနဲ့ပတ်သက်ပြီးတော့ပြပြပေးထားတာပါဟိုက်ဒါကတော့12လပိုင်းမှာဆိုရင်လေပေါ့နော်ဘာလို့ပွဲတွေရှိလဲဘာတွေကိုစားကြလဲ12လပိုင်း31ရက်နေ့ပေါ့နော်ပြီးနမ်းမစွန်နန်းရှိမှာဆိုရင်ဘာတွေစားလဲဘာတွေလုပ်ကြလဲဆိုပြီးတော့စသဖြင့်ဂျပန်နိုင်ငံရဲ့ဗဟုသုတနဲ့ပတ်သက်ပြီးတော့ပြပြပေးထားတာအဲ့ပြီးတော့လို့ရှိရင်နောက်နံပါတ်5ကကြတော့ဒီအဖိုးအဖွားတွေရဲ့အသက်အရွယ်နဲ့လိုက်ပြီးတော့ဘလို့နာမည်ရှိတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဘလို့အရာကိုအသုံးပြုလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြပြပေးထားတာပါဟိုက်ဒါဆိုလို့ရှိရင်ဒီစာအုပ်ကကြတော့အမအခုကြည့်လိုက်တာပေါ့နော်ဒီတအုပ်လုံးမှာအရှိရအပိုင်းနဲ့ကြတော့ဗဟုသုတနဲ့ပတ်သက်ပြီးပြပြပေးထားဖြစ်တဲ့အတွက်အမကနောက်ပိုင်းတော့တင်ပေးနေတင်ပေးဖြစ်မယ်ပေါ့နော်အဲ့တော့ဒီနားလေးပဲကြံပါတော့တယ်ဒီနားလေးကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ကြတော့ဒါလေးဗဟုသုတနဲ့ရေပြီးတော့လို့ရှိရင်ဒီလုပ်ငန်းခွင်မှာတုံးတဲ့ခိုင်းဝပေါ့နော်ဒီခိုင်းဝစာကြောင်းလေးတွေကအခုဖတ်ကြည့်လိုက်တော့အသုံးဝင်နေလုပ်ငန်းခွင်မှာလည်းတုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးပြောပြီးရင်တော့ဒီစာအုပ်ကတော့အုံလုံးပြီးသွားပြီလို့ပြောလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်အမတို့ကဒီနေ့ကတော့OJiki ဆိုတဲ့ဟာကိုသင်ကြမယ်ပေါ့နော် OJiki ဆိုတာကြတော့အမတို့ကအယိုသေးပေးတာနေဟွန်ချင်းဝါယောက်ကို OJiki ရောရှိますဂျပန်လူမျိုးတွေကတဲ့ OJiki ကိုပေါ့နော်တော်တော်လေးလောက်ကြတယ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်တယောက်နဲ့ကျွန်တော်နှုတ်ဆက်တယ်ခါရဘပြူကြတယ်ဒါမျိုးတွေကိုတော်တော်လေးလောက်ကြပါရဲ့တဲ့ကိုတိုဘာတို့ 一緒に OJiki ကိုすることもありますかおしきだけの時もありますဒီပေါ့နော်ကိုတိုဘာတို့ 一緒にဆိုမှာおはようございますဆိုနှုတ်ဆက်တယ်နှုတ်ဆက်တဲ့နဲ့တပြိုင်နက်ဒီခေါင်းလေးညုံငုံပြီးတော့အယိုသေးပေးတယ်ဒီလိုမျိုးလောက်တာလည်းရှိတယ်လို့မျိုးခေါင်းလေးငုံပြီးတော့အယိုသေးပေးတာမျိုးလည်းရှိပါရဲ့တဲ့ပြီးရင်อาซาอิโอชิกิฟุซุโนะโอชิกิฟุกาอิโอชิกิがある浅いおしき英釈が日常の挨拶に使われます。ポポポパလေးယူတည်ပေးတာပုံမှန်ယူတည်ပေးတာနက်နက်ရှိုင်ရှိုင်ယူတည်ပေးတာပေါ့နော်အဲ့လိုမျိုး၃မျိုးရှိပါရဲ့တဲ့အဲ့ဒီမှာပိုပိုပါလေးယူတည်ပေးတာကြတော့အမတို့ကအေရှာကုလို့ခေါ်တယ်ပြီးရင်ဖူဆူယူတည်ပေးတာကြတော့ခဲရိလို့ခေါ်တယ်ဒီထဲမှာမပါဘူးပေါ့နော်ပြီးရင်ဖူကိုင်အိုရှိကီဆိုတာကြတော့စိုက်ခဲရဲလို့ခေါ်တယ်အဲ့လိုမျိုး၃မျိုးရှိပါရဲ့တဲ့အဲ့လို၃မျိုးရှိတဲ့ထဲမှာပါနော်ဒီလိုမျိုးလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်တော့နေ့စဉ်သုံးတာကြတော့ဒီอาซาอิโอชิกิလို့ခေါ်တဲ့နောက်တစ်မျိုးသူအေရှာကုလို့ခေါ်တဲ့ဒီအိုင်ဆတ်ဆိုလုပ်တဲ့အခါမှာဒါကိုသုံးပါရေးတဲ့おはようございます。ありがとうございます。お疲れ様です。などの挨拶にはおしきをします。စသဖြင့်ခုနပြောသလိုမျိုးပဲပေါ့နော်ဒီおはようလို့ပြောတဲ့အချိန်မှာပြောရတဲ့တပြိုင်နက်ဒီအေရှာကုလုပ်တယ်။ありがとうလို့ပြောလိုက်တဲ့အခါမှာပြောရတဲ့တပြိုင်နက်အေရှာကုလုပ်တယ်ပေါ့နော်။စသဖြင့်ဒါမျိုးလေးတွေကဂျပန်မှာအသုံးများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကလေဒီကျင့်သားရအောင်လို့ကျင့်သားစေခြင်းတဲ့အတွက်ဒီမှာထည့်ပေးထားတယ်လို့ထင်ပါတယ်။ဟုတ်ဒါဆိုလို့ရှိရင်တော့ဒီနေ့ကတော့ခုနဟာကဘခုတုတအနေနဲ့ပြပြပေးသွားတာအခုကကြတော့ခိုင်းဝလေးတွေပေါ့နော်ဒီခိုင်းဝလေးတွေအကုန်လုံးကအမတို့ဒီလုပ်ငန်းခွင်မှာအသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမကပြပြပေးပါမယ်အဲ့တော့ nuclear စမတုံတော့ခိုင်းဝဆိုတော့ဒီရိတ်တာမှာရှိတဲ့အဖိုးဖားတွေနဲ့ဘယ်လိုမျိုးခိုင်းဝတွေလောက်ကြမလဲတဲ့အဲ့တော့ရှီမရှော့ဆိုတာကကြတော့အတူတူလောက်ကြရအောင်ဆိုပြီးတော့သူ့ကိုကဖိတ်ခေါ်တာအဲ့တော့ဥက္ကံကိုရှီမရှော့ငါတို့ဘယ်လိုချင်းကြရအောင်ခီကာရဲမရှော့အဝေးစားလေးကြရအောင်တဲ့ကိုအာရိုင်းမရှော့လက်စီကြရအောင်ခါကိုအာရိုင်းမရှော့မျက်နှာတကြရအောင်ကုစုရီကိုနော်မီမရှော့စေးတောက်ကြရအောင်ကုချီကိုဆူဇူကီမရှော့ဒီပါဆက်ကိုပေါ့နော်ဘယ်လိုပြောမလဲဟို6နေတာမျိုးပေါ့နော်ဒီ6နေဟာမျိုးတွေကိုဆူဆူပြပြလေးပြန်လုပ်ကြရပါဘူးသူကတော့ဘယ်လိုအတိတ်ပြန်ရေးထားတယ်တော့မသိဘူးနော်ဆူဇူကီဆိုတာကြတော့ဒီမှာခိုင်းစီရမှာပါအောင်အတိတ်ပြန်အမျိုးမျိုးရှိရဆိုတော့ဟာအိုမီကာကီမရှော့တော့တိုက်ကြရအောင်ဤတဲ့ပါကိုဟာဆူရှိမရှော့ဤတဲ့ပါကိုသူဖြုတ်ကြရအောင်ပေါ့နော်ဒါဤတဲ့ပါတက်ထားတဲ့သူတွေဆိုရင်ဤတဲ့ပါဖြုတ်ကြရအောင်အဖူတော်နဲ့ဟာကြီးလေးမရှော့အဖူတော်ဝင်ကြရအောင်အဖူတော်နဲ့အကီမရှော့အဖူတော်သွားကြရအောင်အိုဟီကဲကိုဆိုဒီမရှော့မိုးစိတ်ရေးကြရအောင်စသဖြင့်ကိုကတူနဲ့အတူတူလုပ်မယ်သူ့ကိုလည်းကိုကပူပေါင်းပါဝင်စေချင်တယ်ဆိုလို့ရှိရင်ရှီမရှော့ဆိုတဲ့စကားလုံးလေးကိုပြောပြီးတော့အရှိမနာနီနာနီကိုရှီမရှော့တကုတ်ကုသွားမယ်ဆိုလို့ရှိရင်လည်းမရှိမှ200ပေါ့နော်ဥမာအိုဖူရိုသွားမယ်ဆိုရင်လည်းအိုဖူရိုနိဆိုပြီးနာနီနိဆိုတဲ့ပုံစံမျိုးနဲ့သုံးလို့ရပါတယ်ဟိုက်နောက်တစ်ခုကကြတော့ရှီမဆန်ကဆိုတာကကြတော့ကိုကသူ့ကိုလုံမလားဆိုပြီးတော့မေးတာပေါ့နော်ခီကာရဲမဆန်ကဝေစားလဲမလားအိုဖူနေဟိုင်းနေမဆန်ကအိုဖူရိုဝေမလားအိုဖူရိုနေအကီမဆန်ကအိုဖူရိုသွားမလားအိုဟီကဲအိုဆိုဒီမဆန်ကမိုးစိတ်ရှိမလားဆိုပြီးတော့ကိုကသူ့
လားမလားဆိုပြီးတော့မေးတယ်မေးခွန်းဒီမှာရှိမဆန်ကအသုံးပြုပေးရပါမယ်နောက်တစ်ခါကျတော့ ikimasen ကဒါကကျတော့ ikimasen ဆိုတဲ့ပါပြီဆိုတဲ့ကအရှိမ200ဖြစ်ရမယ်ပေါ့နော်ရှုကူတို့ပဲ ikimasen ကရှုကူတို့စီကိုတွားကြမလားမင်းရှိမတ်ကဆိုတာကလုံမလားဆိုပြီးတော့မေးတာအိုဖူရိုနိမိုဒိုနီဇွေးမဆန်အိုဟေယာနိမိုဒိုနီမတ်ကဟေယာကိုပြန်တော့မလားစုကိုရှိယာဆုမီမတ်ကခဏလောက်နားမလားအိုချာကိုနော်မီမတ်ကအိုချာတောက်မလားဆိုလိုနေမတ်ကဘောနော်ဒါအိတ်ရှင်ရောက်ပြီဖြစ်တဲ့ကြောင့်မလို့အိတ်ကြမလားပြီးလို့ရှိရင်နေမကိဘာဂျာမနိခိကိုင်းမတ်ကဘာဂျာမလဲမလားဆိုပြီးတော့ရှိမတ်ကဆိုပြီးတော့လုံမလားဆိုပြီးတော့မေးတဲ့ခါမှာသုံးပါတယ်နောက်တစ်ခါကျတော့ရှိတဲ့ဣတတခဲမတ်ကနေလုတ်ပေးတာကိုငါလက်ခံလို့ရမလားပြောမယ်ဆိုလို့ရှိရင်လုတ်ပေးမလားဆိုပြီးတော့မေးတာပေါ့နော်ပို့ပြီးတော့ယဉ်ကျေးတဲ့ဟာပေါ့တတဲ့ဣတတခဲမတ်ကမတက်ရပေးလို့ရမလားနေမတက်ရပေးတာကိုငါလက်ခံလို့ရမလားဆိုတော့မတက်ရပေးလို့ရမလားဆိုတဲ့ဣတတခဲမတ်ကထိုင်နာလေးကိုလက်ခံရယူပေးလို့ရမလားပြောမယ်ဆိုရင်နေထိုင်ပြီးလို့ရမလားတဲကိုဒိုးတဲ့ဣတတခဲမတ်ကပေါ့နော်ဒီလက်ကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ငါ့ကိုကမ်းပေးလို့ရမလားစသဖြင့်ဒီလိုမျိုးနေစီရနေငါလက်ပေးတာလေးကိုငါလက်ခံရယူလို့ရမလားတဲဆူဒီနစ်ကမတေတခဲမတ်ကဒီတဲဆူဒီဆိုတာကဒီလက်ကင်တန်းကိုကင်တာလေးကိုလက်ခံရယူပေးလို့ရမလားလက်ကင်တန်းလေးကိုကင်ပေးလို့ရမလားပေါ့နော်ဒီမှာရှိမဆန်ကတော့ရှိမတ်ကရှိမဆန်ကဆိုပြီးတော့စသဖြင့်တုံးလိုက်ရဆိုပေမဲ့ပို့ပြီးတော့ယဉ်ကျေးတဲ့အတုံးလုံးပေါ့ပြီးကြတော့ဆန်တက်ခုမိုနိုကိုဟိုဆုနိုအိုတစတတဲ့ဒီတခဲမတ်ကဒီလှမ်းကြဝတ်တွေကိုပေါ့နော်ဒီလှမ်းရမယ့်ဟာတွေကိုအဝတ်စားတွေကိုလှမ်းရမယ့်ဟာတွေကိုကုညီပေးတာကိုလက်ခံရယူလို့ရမလားဆိုတော့နင်ကကိုကုညီပေးလို့ရမလားနောက်တစ်ခါကျရှိမတ်နေဆိုတာကကိုကလုံမှာကိုကသူ့ကိုအတီးပေးတာအိုတစတိုက်ရှိမတ်နေကုညီပေးမယ်နော်ယောဖုကုကိုနုကုနော်အိုတစတိုက်ရှိမတ်နေအဝတ်စားတွေချမကိုကုညီပေးမယ်နော်ခါရတော့အားတော့နော်အိုတစတိုက်ရှိမတ်နေခန္ဓာကိုယ်ကိုဒီပေါ့နော်စိမ့်မဟာကိုပြောမယ်ဆိုရင်ရီချိုးမဲ့ဟာကိုငါကုညီပေးမယ်နော်ခါမီနော့ခဲကိုခါဝါခရှိမတ်နေဒါဆိုလို့ရှိရင်စပင်ကိုအချောက်ခံမယ်နော်အချောက်ခံပေးမယ်နော်ဇူဘွန်ကိုရိုရှိမတ်နေဘာမီကိုချွတ်ပေးမယ်နော်ပြီးအိုနက်ဆိုဟာခါဒီမတ်နေဒါဆိုလို့ရှိရင်အဖျားတိုင်းပေးမယ်နော်ဆိုပြီးတော့ကိုကသူ့ကိုလုပ်ပေးမယ်ဟာကိုကအတိပေးတာပေါ့နော်နောက်တစ်ခါကျခေါ်ဝปี9မိုးဆိုတဲ့ဟာလေးထည့်လိုက်လို့ရတယ်ပေါ့နော်9နာနီဒက်စနဲဆိုပြီးတော့ဒီနေ့ကတော့နဲတဲနဲဆိုပြီးတော့ဟိုပေါ့ပြပြရပါပေါ့နော်ဒီလိုမျိုးဟာမျိုးမှာတုံးတယ်ခေါ်ဝရောရီအိုတန်ကီဒက်စနဲဒီနေ့ရာသီဥတုကောင်းတယ်နော်ဒေနော်ဆိုတဲ့ဟာဒေနော်ဆိုတဲ့ဒက်စနဲဆိုတာဒေနော်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခေါ်ဝမို့ဒီနေ့မိုးထဲလိုက်ရဆိုလို့ရှိရင်ကြတော့ဒီနေ့လည်းပဲရာသီဥတုကောင်းတယ်နော်ပြောမယ်ဆိုရင်မနေ့ကလည်းရာသီဥတုကောင်းတယ်ဒီနေ့လည်းရာသီဥတုကောင်းတယ်အကယ်၍မနေ့ကရာသီဥတုမကောင်းဘူးဒီနေ့ပဲရာသီဥတုကောင်းတယ်ဆိုရင်တော့မိုးမထည့်ဘူးပေါ့နော်ခေါ်ဝအိုတန်ကီဒက်စနဲဆိုပြီးတော့ပြောလို့ရတယ်ပြီးခေါ်ဝဒါမှမဟုတ်လို့ရှိရင်ခေါ်မို့အမေကဖူတေအီမတ်နေဝါထည့်ဆိုလို့ရှိရင်ကြတော့မိုးမပါဘူးပေါ့နော်မိုးထည့်ဆိုလို့ရှိရင်ကြာဝါမပါဘူးခေါ်မို့အမေကဖူတေအီမတ်နေဒီနေ့လည်းပဲမိုးကရွာတယ်နော်ဆိုလို့ရှိရင်မနေ့ကလည်းရွာတယ်ဒီနေ့လည်းရွာတယ်ဆိုတဲ့အတိတ်ပဲခေါ်ဝဒိုတဲမောစာမွေနောက်အလုံးမလို့ရှိရင်လည်းခေါ်ဝဒိုတဲမောအာဆိဒက်စနေဒီနေ့ကတော်တော်လေးအေးတယ်နော်ဒီနေ့ကတော်တော်လေးပူတယ်နော်ဆိုတဲ့ဒေနော်ဆိုတာလေးကဒက်စနေဆိုတဲ့အတိတ်ပဲလေနော်နောက်ပြီးတော့လို့ရှိရင်ကြာခေါ်ဝအာဆုခုနောက်ကကြာစာမှုခုနာဒီဆိုဒက်စနေဒီနေ့ကတော့ပူလာမဲ့ပုံမဲအေးလာမဲ့ပုံမဲစသဖြင့်ဒီလိုမျိုးဟာလေးတွေမှာတုံးပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီခိုင်းဝါလေးတွေကကြတော့အမတို့ဒါနေ့စဉ်စကားပြောမှလည်းတုံးနေရတဲ့ခိုင်းဝါပေါ့နော်ဖိုးဖိုင်နေပြောရပဲဖြစ်ဖြစ်ဝန်ထမ်းတွေအခြေ communication လုပ်တဲ့ခိုင်းမှာတုံးလာတယ်ဖြစ်ဖြစ်တုံးလာတဲ့စကားပြောလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနောက်ကပေါ့နော်ဒီမာရှော့ဆိုရင်ဘယ်နေရာမှာငါတုံးရမလဲမာဆန်ကဆိုရင်ငါဘယ်နေရာမှာတုံးရင်ကောင်းမလဲရှီမတ်ကတို့ရှီမတ်ဆိုဒက်စနဲလို့ဆိုတာကချိလိုက်တော့လွယ်ဆိုပေမဲ့မှားပြီးတော့တုံးလိုက်လို့ရှိရင်လေလွယ်လေးကိုတော့မှားတုံးနေဆိုရင်ရှက်စရာကြီးပေါ့နော်ဒါကြောင့်မလို့ဒီစာလေးဒါလေးတွေကိုဖတ်ထားလည်းမမှားဘူးလို့ထင်ပါတယ်အဲ့တော့သူအနောက်မှာနည်းနည်းလေးကြံနေတယ်ပေါ့နော်အဲ့ဒါကိုတော့အမနောက်တစ်နေ့ကျမှပြတော့ပါမယ်ဟိုက်မနက်ဆန်မှာတန်နေ